မိန်းကလေးကသူမကိုမူရစ်ဆေးတိုက်ဖို့အစီအစဉ်ချထားတဲ့လိမ္မာလက်စားတဲ့မယားငယ်ကိုယောက်ျားရှိကိုဓာတ်ရိုက်လဲချလိုက်တယ်သူမကိုယ်တိုင်လည်းအဲ့ဒီဆေးကိုတောက်လိုက်ပြီးခင်ပွန်းကဘသူကိုအရင်ကဲမလဲဆိုတာကြည့်ကျင်ခဲ့တာပဲဒါပေမဲ့သူမရဲ့နှလုံးသားကိုချိုးဖောက်သွားစေတာကယောက်ျားရောက်လာချိန်မှာမစင်စားမနေနဲ့အဲ့ဒီလိမ္မာတဲ့မိန်းမကိုပဲအရင်ကဲလိုက်တာပါပဲအကြောင်းကတော့ဒီအိမ်အောင်ရေးကိုအတင်းအကျပ်လုပ်ခဲ့သူကသူမကိုယ်တိုင်ဖြစ်ပြီးယောက်ျားရဲ့နှလုံးသားကအမြဲတမ်းသူ့မယားငယ်အပေါ်မှာပဲရှိနေတာကြောင့်ပါတကယ်တော့မင်္ဂလာမတိုင်ခင်တပတ်အလိုမှာယောက်ျားဟာအဲ့ဒီမယားငယ်နဲ့ပဲလက်ထပ်ဖို့ရှိခဲ့တာပါဒါပေမဲ့မင်္ဂလာပွဲအလယ်မှာပဲဖုန်းခေါ်ဆိုမှုတစ်ခုလက်ခံလိုက်ပြီးလူအများရှိမှာပဲမင်္ဂလာကိုချိုးဖျက်ခဲ့ပါတယ်ယောက်ျားဟာလူတိုင်းရှိမှာအလွန်မင်းအရှက်ရခဲ့ရပါတယ်အဲ့ဒီအချိန်မှာပဲအနက်ရောင်အကာအကွယ်ဝတ်ထားတဲ့မိန်းမတစ်ယောက်မင်္ဂလာခမ်းမထဲဝင်လာခဲ့ပြီးလူတိုင်းကိုအံ့ဩစေခဲ့ပါတယ်သူမဟာတာမန်မိန်းမမဟုတ်ပါဘူးလူတိုင်းကြောက်ရွံ့ရတဲ့အာနာကြီးမိသားစုတစုရဲ့ရက်စက်တဲ့ခေါင်းဆောင်မဖြစ်ပါတယ်ကလေးဘဝတုန်းကမိသားစုကသူမကိုစီးပွားရေးမိတ်ဖက်တစ်ယောက်စီရောင်းချခဲ့ပေမဲ့သူမကအားကောင်းလာပြီးပြန်လာခဲ့ပါတယ်ကို့အဖေကိုမလုံနိုင်အောင်လုပ်ပြီးကိုတတ်ခဲ့ပြီးမိသားစုတစုလုံးကိုကိုပိုင်လက်ထဲထိန်းချုပ်လိုက်ပါတယ်အဖြူဘက်အနက်ဖက်ဆက်သွယ်မှုတွေအားလုံးရှိတဲ့ဒီရက်စက်တဲ့မိန်းမကတော့အခြားမိန်းမတစ်ယောက်ကိုချစ်နေပြီးသားယောက်ျားနဲ့ပဲလက်ထပ်ချင်တယ်လို့အခိုင်အမာပြောလိုက်ပါတယ်အကြောင်းကတော့ကလေးဘဝတုန်းကယောက်ျားကသူမကိုလက်ထပ်မယ်လို့ကတိပေးခဲ့ပေမဲ့အချိန်ကြာလာတဲ့နဲ့အမျှမေ့သွားခဲ့လို့ပါဒါကြောင့်သူမကယောက်ျားရဲ့မိသားစုရဲ့တရားမဝင်အကောင့်တွေကိုပြပြီးချင်းချောက်ကမတရားတဲ့သဘောတူစာချုပ်ကိုလက်မှတ်ထိုးခိုင်းခဲ့ပါတယ်အဲ့ဒီစာချုပ်ထဲမှာယောက်ျားကအိမ်နောက်ဝရှင်းမယ်ဆိုရင်မိသားစုရဲ့ငွေကြေးအလုံးကိုသူမနာမည်နဲ့လွှဲပြောင်းပေးရမယ်လို့ရေးထားပါတယ်မိသားစုကိုကာကွယ်ဖို့အတွက်ယောက်ျားမှာအခြားရွေးချယ်စရာမရှိဘဲလက်မှတ်ထိုးလိုက်ရပါတယ်ဒါပေမဲ့အတင်းကျပ်လုပ်ထားတဲ့အိမ်အောင်ရေးကဘလို့နဲ့ပျော်ရွှင်မှုရနိုင်မှာလဲမင်္ဂလာညကလေးကနှစ်ဦးကြားအငင်းပွားမှုဖြစ်ခဲ့ပါတယ်မိမကကို့အခွင့်အရေးကို့အာဏာကိုပြတ်တတ်တယ်လို့လုပ်ခဲ့ပြီးယောက်ျားကိုကိုပိုင်ပစ္စည်းလို့ဆက်ဆံခဲ့ပါတယ်ယောက်ျားကတော့ဒါကိုရှက်တရလို့ခံစားခဲ့ပြီးသူ့နှလုံးသားကမယားငယ်အပေါ်မှာပဲရှိနေစေဖြစ်ပါတယ်ဒါကြောင့်သူမနဲ့တခန်းနဲ့မနေချင်ဘူးနီးနီးပါးပါတော့မနေချင်ဘူးဆိုပြီးခမ်းမထဲမှာတွားအိတ်လိုက်ပါတယ်ဒါပေမဲ့မိမကအရာအလုံးကိုကြိုတင်စီစဉ်ထားပြီးသားဖြစ်ပါတယ်အိတ်ခမ်းကိုလွှဲပြီးဗီလာတစ်လုံးလုံးမှာအိတ်ရာဆိုဖာတစ်ခုမှမရှိအောင်လုပ်ထားခဲ့ပါတယ်အဲ့ဒီလိုနဲ့ယောက်ျားကမလိုလားအပ်ပဲအိတ်ခမ်းကိုပြန်သွားရပါတော့တယ်တိုးတော့မိမကအတင်းကျပ်ဆက်ဆံရေးမလိုချင်ပဲစစ်မှန်တဲ့အချစ်ကိုပဲလိုချင်နေသူဖြစ်ပါတယ်နောက်နေ့မှာယောက်ျားကမလိုလားအပ်ပဲဇနီးကိုပြပွဲတစ်ခုသွားခေါ်တဲ့အခါအဲ့ဒီလိမ္မာတဲ့မိန်းမကပြန်ပေါ်လာခဲ့ပါတယ်ဒေါသထွက်လာတဲ့ဇနီးကခင်ပွန်းရဲ့လက်ကိုဆွဲကင်ပြီးသူ့ကိုကောက်ွက်တယ်လို့လုပ်လိုက်ပါတယ်ဒါပေမဲ့လိမ္မာတဲ့မိန်းမကကိုမကူညီနိုင်တဲ့သူလို့ပြောဆိုပြီးယောက်ျားရဲ့အမြင်ထဲမှာသူမကိုတနာစရာလူတစ်ယောက်လိုဖြစ်အောင်လုပ်လိုက်ပါတယ်အဆုံးမှာယောက်ျားကသူမရဲ့စကားကိုယုံကြည်ပြီးဇနီးကိုမကောင်းတဲ့သူလို့ထင်လာခဲ့ပါတယ်ဇနီးကတော့ချက်ချင်းပဲသူမရဲ့အကြံစီကိုဖော်ထုတ်ပြီးသူမဟာကိုယ့်ရဲ့ပထမဆုံးအချစ်ကြောင့်မင်္ဂလာကိုချိုးဖျက်ခဲ့တယ်လို့ပြောကနောက်တစ်ခါဝင်ရောက်ဆွတ်ဖက်ရင်နောက်ရမယ်လို့တတိပေးခဲ့ပါတယ်ဒါပေမဲ့ယောက်ျားကအဲ့ဒီလိမ္မာတဲ့မိန်းမကိုပဲတနာစရာလူအဖြစ်ဆက်မြင်နေခဲ့ပါတယ်အဲ့ဒါကြောင့်သူမကပိုပြီးရဲလာပြီးအခုတောင်ဖုန်းခေါ်လိုက်ရင်သူလာပြေးလာမယ်လို့ပြောလိုက်ပါတယ်ဒီစကားကြပြီးဇနီးကဒေါသထွက်လာကချက်ချင်းပဲသူမကိုပါရိုက်လိုက်ပါတယ်အိမ်ပြန်ရောက်တဲ့အခါလဲခင်ပွန်းကိုအဲ့ဒီမိန်းမနဲ့နောက်တစ်ခါမတွေ့ဖို့တတိပေးခဲ့ပါတယ်ဒါပေမဲ့ယောက်ျားကဒါကိုကိုယ့်အတကိုထိခိုက်တယ်လို့ခံစားခဲ့ပါတယ်ဒါကြောင့်ညဘက်မှာမိန်းမဖုန်းခေါ်လာတဲ့အခါဖုန်းမကင်ပဲမိတ်ဆွေရဲ့အကြံပြုချက်အရာဖုန်းတောင်ပိတ်လိုက်ပါတယ်ကိုလွတ်လပ်မှုကိုပြသခြင်းလို့ယောက်ျားကလိမ္မာတဲ့မိန်းမကိုဘာတစ်ခုကိုခေါ်သွားပြီးအတိတ်ရဲ့မှတ်ဉာဏ်တွေနဲ့ပြန်လည်ပြတ်ကွယ်သွားကြပါတယ်အကျိုးဆက်ကိုမစင်စားနိုင်တဲ့အချိန်မှာမိန်းမကယောက်ျားကိုဖက်လိုက်တော့ယောက်ျားရဲ့နှလုံးသားကပြန်လည်နူးညံ့သွားပြီးနှစ်ဦးဟာစိတ်လှုပ်ရှားဖွယ်ပြန်ဆုံတဲ့အချိန်လေးကိုခံစားနေကြပါတယ်အဲ့ဒီအချိန်မှာပဲဇနီးရောက်လာခဲ့ပါတယ်မျက်နှာကတည်ငြိမ်နေပေမဲ့အတန်ထဲမှာတော့အခြားတစ်မျိုးသောဒေါသရှိနေပါတယ်ကျမရဲ့ခင်ပွန်းရဲ့ဒေါသကိုတော့ခံနိုင်တယ်ဒါပေမဲ့ကျမရဲ့မြင်းကိုဘယ်သူမှမကြော်ရဘူးလို့ပြောပြီးနောက်ရုတ်တရက်ပလင်းတစ်လုံးကိုကိုင်ကလိမ္မာတဲ့မိန်းမကိုထိုးရန်ကြိုးစားလိုက်ပါတယ်ယောက်ျားကကြားဝင်ကသူမကိုကောက်ွယ်လိုက်ပါတယ်အဲ့ဒီအမြင်ကိုမြင်ပြီးဇနီးကပြုံးလိုက်ပါတယ်နောက်တစ်ခဏအတွင်းမှာပဲတနက်ကိုနှစ်ဦးစီတိုက်ရိုက်ညွန်ပြီးကြီးစံတစ်လုံးပဲကျန်တော့တယ်ဘသူအရင်တင်မလဲကြည့်ရအောင်လို့ပြောလိုက်ပါတယ်